အားလုံးပဲမင်္ဂလာပါရှင် Read with you မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာဆရာကြီးမောင်ခင်မင်းတနည်းပြရေးတဲ့ဆရာဖြစ်သောနေ့ဆိုတဲ့ရတစာရန်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်နားဆင်ပေးကြပါရှင်မောင်ချိတ်မြိုင်သည်သူဆရာဖြစ်သောနေ့ကိုမမေ့ပေဆရာဖြစ်မဲ့ဖြစ်တော်လဲကောလိပ်ကျောင်းဆရာအရင်မှကြီးသို့တော့သူငယ်ငယ်ကလေးကနေလာသည့်ရန်ကုန်မှာတော့မဟုတ်ရန်ကုန်မှညနေဆောင်လောက်အမြန်သင်းမောစီးပြီးတညာလုံးအိတ်လိုက်သွားလျင်နောက်တစ်နေ့မနက်ပိုင်းမှာရောက်သွားသောတိုင်းမြို့တစ်မြို့မှာဖြစ်သည်ထိုမြို့မှာကောလိပ်ကိုမြို့ကန်တွေကတက္ကသိုလ်ဟုဂုံတင်ပြီးခေါ်လေးရှိသည်ထိုတက္ကသိုလ်ခေါ်ကောလိပ်ကလေးသို့မောင်ချိတ်မြန်တယောက်လာခဲ့ရသည်ဂုံလူတဲ့အောင်ပြီးကစားကိုတော်တော်တက်လာပြီးထင်နေသောမောင်ချိတ်မြိုင်ကိုလူကြီးတွေကအဲ့ဒီကောလိပ်သွားကွာဟုခံလွန်လိုက်သဖြင့်ဘူးမသိဘာမသိလာခဲ့ရသည်ကိုအိမ်ကလွယ်ပြီးဘယ်ကိုမှဝေးလန်မရောက်ဘူးသည်မို့မအူမလဲနိုင်လာသည်အတူသွားရမည့်တငယ်ချင်းနှစ်ယောက်ပါသေးသည်မို့တိတ်တော့အားမငယ်လားထို့ပြင်အလုတ်ခန်းစာတွင်ကိုနာမည်ရှိကဦးတက်ခေါ်ထားသည်ကိုမြင်ရကြတဲ့ကကိုအတော်ကြည်ညိုနေပြီမို့တော်တော်ဟုတ်တဲ့ငါပါလားဟု၍ပီတိအရသာကိုမိန်ရှက်စွာခံစားရင်တင်မောစိတ်သို့ဆင်းခဲ့သည်အိတ်လိုက်ခဲ့သည်ရောက်ပါပြီနေစရာလဲရပါပြီစားစရာလဲစီစဉ်ပြီးပါပြီကောလိပ်ကျောင်းလဲဖွင့်နေပါပြီအတန်းတော့ချက်ချင်းမဝင်ရသေးသူဝင်ရမည့်အတန်းကိုရှေ့တစ်ပတ်မှစသည်ဆိုသဖြင့်အတန်းဝင်ခင်တစ်ပတ်လုံးလိုအပ်တာတွေကိုပြင်ဆင်ရသည်ပြင်ဆင်သည်ဆိုတော့လဲသင်ခန်းစာပြင်ဆင်ရသည်ကတော်တော်လူရှိမှရက်ရဲအောင်စကားပြောရဲအောင်ကိုအားပေးရသည်ကပိုများသည်ပြီးတော့ကောလိပ်ကျောင်းဆရာရင့်မာကြီးနှင့်တူအောင်လဲပြင်ဆင်ရသေးသည်ဇပွဲပေါ်တင်ထားသောခေါင်းမောင်းမှုကိုကြည့်ရင်ခေါင်းမောင်းဝယ်သောနေ့ကိုပြန်တရိရသေးသည်ထိုစဉ်ကမောင်ချိတ်မြိုင်တို့ဆရာတွေခေါင်းမောင်းပေါင်းရသည့်ထုံးစံရှိသည်ရန်ကုန်ကလာကနီးကြမှဟဲ့ခေါင်းမောင်းဝယ်သွားအောင်ဟုဆရာတယောက်ကသတိပေးသဖြင့်တငယ်ချင်း၃ယောက်ဗိုလ်ချုပ်ဈေးသို့ကမန်းကရန်ပြေးခဲ့ရသည်ဗိုလ်ချုပ်ဈေးလျင်ဖွားရာစာတိရှိသောအောင်လန်တော်ခေါင်းမောင်းပန်းနုရောင်ကလေးကိုဟန်ကြပန်ကြခေါင်းမှဆွပြီးဆိုင်ထဲကမှန်ကိုကြည်လိုက်မိသည်မောင်ချိတ်မြိုင်အကြီးအကျယ်အံ့အားသင့်ရလေပြီမှန်တို့မြည်သည်ကြည်သူ၏အရေးထင်မြဲဖြစ်ပါလျက်ဤမှန်ထဲတွင်မူလှပခံရသောမောင်ချိတ်မြိုင်၏အရေးထင်မလာပါသေးတကားပြောင်ဆက်နိုင်လာသောပိန်ရှိမဲ၆အငိမ့်လူပြဲတယောက်၏အရေးသာထင်လာကြည်သည်တကားကတ္တရာဆေးတုပ်ထားသောဝလုံးနိုင်ထိတ်တွင်ခေါင်းပေါင်းချိတ်ထားပြီးတကဲ့သို့ရှိတော်သည်ကိုရုပ်ကိုမှန်နေကြည့်ရင်အိမ်ကြီးမစင်နိုင်တော့တငယ်ချင်း၃ယောက်တယောက်မျက်နှာတယောက်ကြည့်ကဦးလှိုက်သေးလိုက်ရဲမိကြတော့သည်ယခုခေါင်းပေါင်းမှုကိုကြည့်ရင်ပင်မောင်ချိတ်မြိုင်ပြုံးမိသေးသည်သို့နှင့်အတန်းဝင်ရမည့်နေ့သို့ရောက်လာလေပြီထိုနေ့မရောက်ခင်ကတည်းကအတန်းဝင်ရင်ဘလို့ဝတ်သွားမယ်ဘာတွေပြောမယ်ဟုစဉ်းစားရသည်မှာအမော်ရေချိုးပြီးပြလွင်သောအင်းလေးပစိုးဖြူစွတ်သောတက်ထရက်အင်ကြီးဝါဖြော့သောတိုက်ဖုံအင်ကြီးတို့ဖြင့်ကိုတစားဆင်ထားလိုက်သည်အတန်းထဲမှတင်မြင့်သင်ငန်းစာအတူကောက်များရေးထားသောစာရွက်ခောက်ကလေးကိုလည်းတိုက်ပုံအင်ကြီးအိတ်ထဲထည့်ထားရသေးသည်မတော်တဆတင်နေရင်မေ့သွားလျင်ထုတ်ကြည့်ရပေမည်စာအုပ်မြေဖြူတင်မုံဖြတ်ဟူသောဆရာပရိဘောဂတွေကိုလည်းအသင့်ပြင်ထားရသေးသည်ထိုစဉ်ပင်ဂလင်းဟုခေါင်းလောင်းထိုးလေပြီရင်ထဲမှဒိန်းကနေမြည်သွားတော့သည်ပန်းနုရောင်ဖြင့်ပြီးသောခေါင်းမောင်းကိုတုံရင်သောလက်များဖြင့်ခေါင်းမှဆွတ်လိုက်ပြီးအာတင်းကခေါင်းမောင်းစားတလူနှင့်စာသင်ခန်းသို့လှမ်းခဲ့ရတော့သည်ဥယျာဉ်20ခန့်ရှိသောတပည့်တွေကိုရင်ဆိုင်လိုက်မိသည်နှင့်မျက်လုံးတွေပြာကနေဖြစ်သွားသည်အလုံး40ခန့်သောမျက်လုံးတို့သည်မောင်ချိတ်မြိုင်ကိုစူးစိုက်ကြည့်နေကြတော့သည်သူတို့ဆရာကခေါင်းမောင်းနှင့်အလွန်လိုက်ဖက်သောကြောင့်ပြီလားမသိကျောင်းသူကလေးတချို့ခေါင်းငုံပြီးပြုံးစီလုံနေကြသည်အချင်းချင်းလက်တို့ခြေတို့လုံနေကြသည်ခဏကြာမှအရှိန်တည်ပြီးသူတို့ဆရာဘာပြောမည်ကိုအာယုံဆိုင်လိုက်ကြသည်မောင်ချိတ်မြိုင်ဘာကစ၍ပြောရမှန်းမသိဒါတော့ကလေးတွေစာတင်ပေးတာတို့စကားလူပွဲပြောတာတို့ကြာပန်းစကားပြောတာတို့လုပ်ခဲ့တဲ့အတွေ့အကြုံတွေရှိနေလို့နော်နှုတ်မို့ဖြင့်အခက်သားဟုတွေးလိုက်မိသည်အရေးထဲမှာပုံမြင်တစ်ခုကခေါင်းထဲဝင်လာသေးသည်တရားဟောကျင့်သောဦးစင်းကလေးတစ်ပါးပုံမြင်ဖြစ်သည်ဦးစင်းကလေးသည်တရားဟောလျင်လူမကြောက်အောင်အိုးတွေကိုလူအမှတ်ဖြင့်ကြည့်ကတရားဟောကျင့်ခဲ့သည်ဟုဆိုသည်တကယ်ဟောရသည့်အခါတွင်မူပရိသတ်ကိုကြည့်ပြီးကြောက်လာသဖြင့်ကိုအားပေးသည့်အနေနှင့်အိုးတွေဟုရေရွတ်မိရှာသည်ဟုဆိုသည်ယခုလဲမောင်ချိတ်မြိုင်မှာအိုးတွေဟုရေရွတ်ရမလို့ဖြစ်သွားသည်
ပြီးမှသတိရပြီးအိတ်ထဲကဆာရွက်ခေါက်ကလေးကိုမတိမတာဆွဲထုတ်ကြည့်ရသည်စကားစပေါ်မှအတန်မတုံအောင်ဖြည်းဖြည်းပြောရသည်နည်းနည်းနီးတန်းပြောပြီးမှစာအုပ်ကိုဖွင့်သည်ရှင်းပြသည်ပြောရင်သူတို့ကိုပဲမေးတာလားကိုပဲတေချအောင်ပြန်မေးတာလားတော့မသိဟုတ်လားဟုမကြမကြပြောမိသည်အင်းဟုလည်းမကြမကြပြောမိသည်တင်မုံမှာစာရေးတော့လဲလက်မတုံအောင်စာလုံးတွေကြီးလိုက်သေးလိုက်မဖြစ်အောင်ဂရုစိုက်ရသေးသည်အရေးတဲ့စာကြောင်းကတမ်းမသွားပဲစောင်းပြီးထောင်တက်သွားသဖြင့်ဂမက်ကရန်လိုက်ဖြတ်ရသေးသည်ဒူးတုံမှန်းမသိအောင်စာတင်စပွဲနှင့်꿰ထားရသည်ကလည်းတဒုက္ခတို့နှင့်ပြောလိုက်ရေးလိုက်လို့ရင်ဂလင်းဟုသောမင်္ဂလာခေါင်းလောင်းတန်ကိုကြားရတော့သည်ဒီအတန်လောက်တာယာသောအတန်မရှိတော့အတန်းပြီးကြပြီးရှင်လန်းပေါ်ပါသောရင်ဖြင့်ဆရာခန်းစီသို့တွက်လှမ်းခဲ့တော့သည်ကြာပါပြီ9နှစ်10နှစ်ကြာခဲ့ပါပြီမောင်ချင်းမြိုင်ပင်ကျောင်း3ကျောင်းပြောင်းခဲ့ရပြီဆရာဆောက်လုပ်တုန်းကကိုထက်အသက်ကြီးသောကျောင်းသားတော်တော်များများတွေ့ရ၍ငါငယ်ငယ်ကလေးပဲဟုကျေနပ်ခဲ့သည်နောက်9နှစ်ရွယ်သူကျောင်းသားတွေတွေ့လာရသည်ဟောယခုမူကျောင်းသားပေါက်စကလေးတွေကမောင်ချင်းမြိုင်ကိုဆရာကြီးဟုခေါ်နေကြလေပြီဆရာလုံးစားကကျောင်းသားတွေကိုခမညာကျွန်တော်တို့ဟုမဝင်မရဲပြောခဲ့တော်လေယခုဆရာတို့မင်းတို့ဟုရဲရဲပြောဝင်လာပြီပြီးတော့ဆရာလုံးစားကကိုကဝိတဆူထင်ခဲ့လေသည်မြကြာလီမတက်မှန်းသေးမှန်းသိလေဖြစ်လာရတော့သည်ယခုမူငါမတက်သေးတာတွေအများကြီးပါလားဟုသိလာရလေပြီစီးပူးစရာပညာပြင်ကျယ်ကြီးကရှေ့တွင်တဆုံးတစကျယ်လှပါပြီဘယ်ကြောင့်မှဘလို့တပည့်တွေကိုတင်သောဆရာဖြစ်ဖြစ်ဒီလိုအတွေ့အကြုံမျိုးတွေအနည်းနဲ့အများကြုံရဖို့မိပင်ပြန်တွေးမိတိုင်းလဲနှစ်သက်ကြည်နူးရလိမ့်မည်ထင်သည်တပည့်တွေတော်တော်များများနှင့်ကြုံလာရသည်နှင့်အမျှဆရာဘွားကိုပို၍ခုံမြင်လာရသည်ကတော့အမှန်ပင်တပည့်ကောင်းတပည့်လိမ္မာကလေးတွေမွေးထုတ်ပေးနိုင်စွမ်းရှိတဲ့အလုပ်မျိုးပါတကားဟုဆရာအလုပ်၏အစွမ်းတတ္တိကိုပို၍သိလာရပါပြီဆရာဟုနှုတ်ဆက်ခေါ်ငင်သောအတန်ကိုလည်းကြည်ကြည်နူးနူးအရသာခံတတ်လာပါပြီထို့ကြောင့်လည်းမောင်ချိတ်မြိုင်တယောက်သူ့အတွက်တာခုံမြင်သောလုပ်ငန်း၏အစာပြိုးရာဆရာဖြစ်သောနေ့ကိုတသက်တွင်မေ့နိုင်မည်မဟုတ်တော့ကြီးနားဆင်ပေးခဲ့ကြသူများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်